ကဘာပေါ်ကအံ့အားသင့်ဖွယ်ကြောက်တုံးတဘာဝရှုခင်းများယုံရခက်လောက်အောင်ပဲဒီလိုကြောက်ဖွယ်စည်းပုံတွေဘလို့ပေါ်ပေါက်လာခဲ့တာလဲဆိုတာကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်ကဘာပေါ်မှာတွေ့ရတဲ့အထူးခြားဆုံးကြောက်တုံးရှုခင်းတွေကတစ်ခုကတော့ American အနောက်တောင်ပိုင်း Arizona ပြည်နယ်က Carrot National Monument ပဲဖြစ်ပါတယ်ဒီနေရာကို National Park Service က Pinnacles, Columns, Spires, Balanced Rocks တွေကိုကာကွယ်ထားတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်တချို့ကြောက်တုံးတွေဆိုရင်အလွန်သေးငယ်တဲ့အောက်ခြေတစ်ခုပေါ်မှာမဖြစ်နိုင်လောက်အောင်တည်ငြိမ်စွာရပ်နေတယ်လို့ထင်ရပါတယ်ဒီဒေသရဲ့အဓိကကြောက်မျိုးစားကတော့ Rayita ဖြစ်ပါတယ်လွန်ခဲ့တဲ့2 တန်း28တန်းခန့်ကဖြစ်ပွားခဲ့တဲ့မီးတောင်ပောက်ကွဲမှုကြီးတစ်ခုကြောင့်ဒီရှုခင်းတွေပေါ်ပေါက်လာခဲ့တာပါအဲ့ဒီအချိန်ကမီးတောင်ပောက်ကွဲမှုဟာပြာမုံနဲ့လောင်ကျွမ်းနေတဲ့ကြောက်စိတ်ပိုင်းတွေကိုအလွန်မြန်ဆန်စွာပစ်ထုတ်ခဲ့ပြီးနောက်ပိုင်းမှာအဲ့ဒီပစ္စည်းတွေကတဖြည်းဖြည်းအတူတကွစုစည်းပြီးကြောက်လွှာကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ဒီ Carrot ရဲ့ထူးခြားချက်ကတော့တဘာဝ balance rule ကိုမလိုက်နာတယ်လို့ထင်ရတဲ့ပုံစံပါပဲတချို့ကြောက်တုံးတွေဆိုရင်ပေယာနဲ့ချီမြင့်တက်နေပြီးအောက်ခြေကတော့အလွန်သေးငယ်ပါတယ်အဝေးကကြည့်ရင်မဖြစ်နိုင်တဲ့ပုံစံတွေနဲ့တောင်ထိပ်ပေါ်မှာတည်ငြိမ်နေတယ်လို့ထင်ရပါတယ်နောက်တစ်ခုကတော့ကနေဒါနိုင်ငံ British Columbia ပြည်နယ်ကနာမည်ကြီးတောင်တစ်ခု Black Tuck ဖြစ်ပါတယ် Garibaldi Provincial Park အထက်မှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်နှစ်300မီတာခန့်မြင့်ပါတယ်အဝေးကကြည့်ရင်တော့တောင်တစ်လုံးလိုမထင်ရပဲအနက်ရောင်သွားချွန်တစ်ချောင်းလိုကောင်းကင်ထဲကိုထိုးထွက်နေတဲ့ပုံစံဖြစ်နေပါတယ်ဒီ park ရဲ့ဖော်ပြချက်အရဒါဟာ stratovolcano တစ်ခုရဲ့ကြံ့ရင့်နေတဲ့ကြောက်ဖွဲ့စည်းပုံတစ်ခုဖြစ်ပါတယ်လွန်ခဲ့တဲ့2 တန်း1.3 တန်းကနေ1.1 တန်းအတွင်းဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းမီးတောင်လှုပ်ရှားမှုတွေကြောင့်အပေါ်ပိုင်းပုံစံကဒီလိုချွန်ထွက်နေတဲ့ tuck ပုံစံအဖြစ်ကျန်ရစ်ခဲ့တာပါနောက်ဆုံးကတော့ New Zealand နိုင်ငံ North Island ကနာမည်ကြီးတဘာဝကြောက်တိုင်တွေ Pulinguru Pinnacle ဖြစ်ပါတယ် New Zealand Department of Conservation အရဒီနေရာဟာနိုင်ငံအတွင်းမှာအကောင်းဆုံး North Pillar Formation တွေကတစ်ခုဖြစ်ပါတယ်ဒီနေရာမှာထူးခြားတာကတစ်ခုလည်းမဟုတ်ပဲတောင်ကြားတွေထဲမှာအစုလိုက်ပြုံလိုက်ရက်နေတဲ့ကြောက်တိုင်ရှည်တွေဖြစ်နေတာပါအဝေးကကြည့်ရင်ကြောက်တုံးတွေဟာတစုတဝေးတဲ့ရက်နေတဲ့လူအုပ်ကြီးလို့ထင်ရပါတယ်အနီးကနေကြည့်ရင်တော့တဘာဝကဖန်တီးထားတဲ့ကြောက်တောင်လမ်းကြောင်းတစ်ခုတည်းကိုဝင်သွားရတယ်လို့ခန်းစားရပါတယ်အယောင်ဖြော့ဖြော့မီးခိုးရောင်ကြောက်မျက်နှာပြင်တွေကြောင့်ဒီနေရာဟာအယိုးစုလိုတိတ်ဆိတ်ပြီးထူးခြားတဲ့ခန်းစားချက်ကိုပေးပါတယ်